ဒီနေ့က question တစ်ခုလာတော့လေဟိုနဲ့ဗာလဲကွာမဲနှစ်ယောက်ကအဲ့လိုမဖြစ်ဘူးအမေကငိုတာအရန်ကောင်လေးရဲ့အမေပေါ့နော်ကောင်လေးရဲ့အမေကငိုတာတောက်လျှောက်သူကအရန်ချစ်တာအဲ့သူ့ချွေးမအောင်သူ့ချွေးမလေးသူအရန်ချစ်တာအရန်ချစ်တော့ငိုတာမတိတ်တော့သူကလုံးဝမကွာစီချင်ဘူးဒါပေမဲ့ပုပ်ပွင့်လင်းပြောရမယ်ဆိုသူ့သားဖောက်ပြန်လာတယ်သူ့သားဖောက်ပြန်လာဖြစ်တဲ့အတွက်ကြောင့်မလို့သူကသူ့သမီးလေးလိုပဲသူခံစားဖြစ်တယ်တော့သူ့သားကိုဘာမှအနစ်နာခံပြီးတော့ဆက်ပေါင်းနေစားမလို့ဆိုတဲ့အတွေးလဲသူ့မှာရှိတယ်ကွာဒီအင်တော်ဖောက်ပြန်တဲ့ကောင်ကွာသူကိုယ်တိုင်လဲဒီကောင်မလေးဘက်ကပဲသူရက်တည်ခဲ့တာဒါပေမဲ့သားဆိုတဲ့စိတ်နေတော့ရှိရပါတော့ထောင်ထဲတွေပါရတော့မကြစေချင်ဘူးပေါ့နော်သားဆိုတော့အဲ့ဒါလေးငိုတာသူ့ချွေးမလေးကိုသူဘလို့ချစ်ကြောင်ပေါ့နော်ဟိုဘက်ကလင်မြန်းတွေကတော့ဘာမှမပြောဘူးဆက်ပိတ်ပြီးနေကြတယ်ဆရာမရဲ့ဒီသမီးလေးကိုပါဆက်ကောင်မချသမီးလေးအိမ်ရောက်လာကြတဲ့ရပေါ့နော်သမီးလေးကိုသူဘလို့ချစ်ကြောင်သမီးလေးကလည်းဘလို့ကောင်းကြောင်တားထတောင်မှပိုရင်းနှီးကြောင်ဆိုကျမလည်းနားချပေးလိုက်ပါတယ်အန်တီရဲ့လို့ကန်ကရှင်တွေကတော့သူတို့ရဲ့ life ကိုသူတို့ကသူတို့ဆုံးဖြတ်မှာပေါ့လေလို့ဒါပေမဲ့သူနဲ့ဝေးကွာသွားတယ်ဆိုပေမဲ့အန်တီနဲ့ကတော့ဒါတားမိလို့တော့နေလို့ရပါတယ်လို့တချို့တွေလည်းရှိကြတယ်လေတချို့တော့လည်းရှိတွေမှာလည်းနှစ်ယောက်သာပြတ်သွားတာမိဘတွေနေရာမပြတ်ဘူးမိခင်တွေလည်းမပြတ်ဘူးအများစုကလေအဲ့လိုမျိုးလေးတွေလည်းရှိတတ်တယ်ဆိုတော့အိမ်တောင်ရေးဆိုတော့ပိုဆိုးတာပေါ့လေနော်ချွေးမကောင်ရဖို့ဆိုတော့လည်းမလွယ်သလိုဒီခေတ်မှာရောက်ခမကောင်ရဖို့ဆိုတာလည်းမလွယ်ဘူးအဲ့တော့ဒီလိုမျိုးရထားရဲဆိုရင်ဒါတက်မိုးထားရမယ်ဘာလို့ဆိုတော့ရှိရလေအများကြီးကြုံမှုတယ်တားကရိုက်နေတဲ့အချိန်မှာတက်မိသားစုလုံးဝင်ရိုက်တဲ့မိသားစုတွေနော်တားကိုမရင်ငယ်ကို import ခေါ်ပေးတာမိသားစုတွေရောက်ခမကြီးဒါတွေအများကြီးရှိနေတဲ့အချိန်မှာနော်ပိုင်ဆိုင်မှုခွဲတာအစသူ့ချွေးမလေးနာမည်နဲ့ပဲသူ့သမီးလေးစိတ်ကြိုက်ပဲအကုန်လုံးဒါသူ့သမီးနစ်နာခဲ့ရတယ်သူ့သားလို့ဖောက်ပြန်တဲ့သူမျိုးနဲ့ညီခဲ့ရတယ်သူကိုချင်းစားတယ်သူသိရဲဆိုတော့ feeling မျိုးပါဒီလားအဲ့ဒါပြောချင်တာကလေလူတိုင်းတော့မဟုတ်ဘူးကောင်းတဲ့ရောက်ခမရတဲ့လူရလဲရအောင်ရတာအဲ့တော့တခြားရောက်ခမတွေရောဘာလို့အဲ့လိုမျိုးမလုပ်ကြရလဲဘာလို့အဲ့လိုကိုချင်းစာစိတ်မရှိကြရလဲပေါ့နော်ဒီလိုမျိုးလေးမြင်လိုက်ရတဲ့အခါမှာquestion သွားတယ်ဆိုပေမဲ့လေစိတ်ထဲမှာစိတ်လုံခြုံတယ်ဒီကောင်မလေးအတွက်ကိုစိတ်လုံခြုံတယ်လို့ခံစားရတယ်ဒီကောင်မလေးရဲ့နေရာမှာအများကြီးစိတ်မပူပုံမှန်ဆိုရင်ကျွန်မစီမှာ question မို့လာကြရဲဆိုကျွန်မစိတ်ပူတယ်ကွာပြီးနောက်ဆက်တွဲမှာsingle mom ဖြစ်တဲ့ရက်တည်သွားမဲ့သူတွေရှေ့ဆက်ပြီးယောက်ျားရဲ့ financial support မရှိဘဲနဲ့ရက်တည်သွားမဲ့သူတွေဆိုကျွန်မအမြဲစိတ်ပူပြီးတော့ကျွန်မအမြဲစီးပွားရေးအကြံဉာဏ်တွေပါပေးလိပေးထားရှိတယ်အဲ့တော့ဒီကောင်မလေးကိုကျတော့ကျွန်မစိတ်ချတယ်မဟုတ်ဘလို့ပဲဖြစ်ဖြစ်သူ့ရောက်ခမရောက်ကလေးကအစွမ်းကုန်လုပ်ပြီးမှာဒီကောင်မလေးအတွက်အကုန်ပေးဆက်မှာဆိုတော့လေသူတို့သားကိုလေသူတို့ကိုယ်တိုင်ဘယ်လိုပြောရမလဲတော်တော်ကိုစိတ်နာနေကြတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုလဲသားသမီးဖြစ်တဲ့အတွက်ထောင်ထဲလည်းမထည့်ချင်ဘူးဒီကောင်မလေးကလည်းသူ့ရဲ့ယောက်ျားကိုထောင်ထဲမထည့်ချင်ဘူးပေါ့နော်ဆိုတော့လေပြောချင်တာကတော့သူတို့နှစ်ယောက်ကြောင့်မဟုတ်ပါဘူးဒီရောက်ခမနဲ့သူ့ချွေးမလေးအောင်ကျွန်မဒါမြင်တော့မြင်ခဲ့လေနော်တိတ်မမြင်ဘူးဒါရောက်ခမလေးချွေးမအစမပြေတာလေနှိမ့်ဆက်တဲ့ရောက်ခမတွေမကောင်းတဲ့ချွေးမတွေဒါတွေပဲကျင်လည်နေတဲ့အချိန်မှာဒီလိုတားမိရင်းလို့မျိုးကျွန်မပထမတော့ဒီကောင်မလေးအမေချင်တာအမလေးမှာအမေမရှိတော့ဆိုတော့ပို့ပြီးသူတို့ queue site ကျင်နာပြီးသူနေတယ်သူတို့သူ့သမီးလေးဒီလိုချွေးမလို့ကောင်းတဲ့အကောင်မလေးကိုလှုပ်လို့ဆိုပြီးသူသားကိုလည်းသူပြောတာဆိုဒါတမိုးထားမယ်ရလေပေါ့ဒီလိုမျိုးမြင်ခွင့်လို့မြင်ရတဲ့အခါမှာကိုယ့်စိတ်ထဲမှာလည်းကြည်နူးမိရဲ့လူတိုင်းကအင်နာဝေးကန်မှာရောက်ခမကောင်းကြီးရခဲ့တယ်လေအသားအတ္တတွေနဲ့ပဲချွေးမတွေကိုသားစောနဲ့နှိတ်ကွတဲ့သူတွေပဲအများဆုံးမြင်ဘူးတာဆိုတော့ဒါမျိုးလေးကကောင်းတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါတို့ရဲ့ဆက်ဆံရေးတွေကလည်းအများကြီးရှိနေအောင်မယ်တည်တက်နေအောင်မယ်ဆိုတာကိုလည်းကျွန်မယုံကြည်ပါတယ်အဲ့တော့တခြားဒီနေရာမှာဒီဗီဒီယိုလေးကိုလက်ရှိမှာရောက်ခမရောက်ခရီးဖြစ်နေတဲ့သူတွေကြည့်မယ်ဆိုလဲစိတ်ကလေးတွေကိုပြင်ပြီးတော့မှအတက်နိုင်ဆုံးကိုယူတဲ့ချွေးမပေါ်မှာကောင်းပေးပါမေတ္တာဆိုတာရောင်ပြန်ပါတယ်ချွေးမဆိုပြီးငါတို့နိုင်ကျင်းလိုက်မယ်နှိတ်ခွတ်လိုက်မယ်ဆိုတဲ့စိတ်ထက်လေနော်ချွေးမတွေဆိုလဲအဲ့လိုပဲပေါ့နော်ဝိုးပြင်ပြီးရင်းလိုမျိုးပဲသဘောထားပြီအခုသူတို့နှစ်ယောက်ဆိုတူမေတ္တာတူမှာအကောင်မလေးဆိုလဲသူမိဘမရှိတော့လို့သူမိဘရင်းတဲ့ပွဲဆောက်ရှောက်တယ်ရောက်ခမဖြစ်တဲ့သူကလည်းသမီးလေးကိုသူတို့ဆောက်ရှောက်တယ်ဆိုတော့ဒါတူမေတ္တာတူမှာလေနော်အဲ့တော့မေတ္တာအရင်ပေးဖို့ဘယ်တော့မှမနှောင့်နှေးပါနဲ့ဘယ်တော့မှဒါမေတ္တာကိုပေးလိုက်ရတဲ့အတွက်ဘယ်တော့မှနှောင့်နှေးမရနဲ့
ကိုသူများပေါ်မှာစိတ်ကောင်းရှိပေးလိုက်ရတဲ့အတွက်ဘာမှနောင်တမရနဲ့အဲ့အကျိုးကျေးဇူးတွေစေတနာအကျိုး universe ကပြန်ပေးပါလိမ့်မယ်ကျွန်တော်ကတော့ဒါကိုယုံကြည်ပါတယ်ရှင်